ရောက်ဖွေရတဲ့ခွင့်ကိုပေးတဲ့အတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မဆဆာနဲ့တခြင်းတပုတ်ချီးမွမ်းချင်ပါတယ်ရှင်ဤရတဲ့ခြင်းလက်စင်ကအဲသူအသူတို့ရဲ့တန်တဲ့ပုဂ္ဂိုလ်ဖာရီရှေတို့ပင်ကိုရောကိုမုတ်ကြလေပြီလူတွေမြေကိုရောရှင်လေးနဲ့သူကကိုရောအပြတ်သောခုံတန်တဲ့ပုဂ္ဂိုလ်ဖာရီရှေတို့ပင်ကိုရောကိုပြစ်ဆွဲရှင်ပြန်လာချိန်မှာဘယ်သူမှသူပဲရည်နောက်ဆုံးသောတည်းရဟာရောက်လူနေပြီကိုရောကိုမဟုတ်တဲ့ပင်လားနေဝေးကြီးဤမြေပေါ်ခြင်းလဲသူများကိုရောချမ်းစကြပါလားမိုးလေးပဲတက်ဖန်ဒီနေချလိုက်မယ်ကိုရောကိုလက်ချမ်းတင်ပြီထိုယေရှုဘုရားသခင်ဘုန်းကြီးပါစေ။ကျွန်တော်တို့ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။